အားလုံးပဲမင်္ဂလာပါခင်ဗျာ My Property House by နေ့ကနေပြီးတော့ပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ကျွန်တော်ကဘန်ကောက်မြို့ရဲ့အချက်ချာကြားတဲ့ Rockham လမ်းမပေါ်မှာရှိတဲ့ The Living Rockham Project ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီ project မှာဆိုရင်တော့အလွာပေါင်း42လွာပါရှိပြီးတော့ unit ပေါင်း1938 unit ပါရှိပါတယ်ဒီ project မှာဆိုရင် world class facility တွေပါဝင်တဲ့အပြင်ကိုဒီနားမှာဆိုရင်တော့ကျောင်းနေစေးရုံနေတဲ့အဒီကားမှာရှိတာမို့လို့ကျွန်တော်တို့ဒီကွန်ဒိုလေးကိုလည်းတစ်ချက်ကျွန်တော်တို့လိုက်ကြည့်လိုက်ကြရအောင်ဒီ project ရဲ့ developer ဆိုရင်တော့ထိုင်းနိုင်ငံရဲ့ဘန်ကောက်နဲ့ဖူးခက်မှာရှိတဲ့နာမည်ကြီး project များစွာမှာပါဝင်ပြီးတော့ develop လုပ်ခဲ့ပေးမှုတဲ့ Hong Kong based Richland developer ပဲဖြစ်ပါတယ်အခုဒီ project ဟာဆိုရင်တော့ Amani Yellow Line နဲ့အနီးနားမှာရှိတဲ့အပြင်ကိုနောက်ထပ်အခုလက်ရှိဖောက်လုပ်နေတဲ့ Orange Line ပြီးရင်နောက်ထပ်အနာဂတ်မှာဖောက်လုပ်မယ့် Brown Line တွေ3ခု Amani 3ခုစုံနဲ့ interchange များမှာတည်ရှိရမို့လို့တွိုင်းလိုက်တယ်လည်းအဆင်ပြေပါတယ်ဒါအပြင် Airway Link နဲ့လည်းအနီးနားမှာတည်ရှိတာမို့လို့ကျွန်တော်တို့တိုးနာပူပြီးပဲဖြစ်ဖြစ်တို့မြို့ထဲသွားမယ့်လူတွေဖြစ်ဖြစ်တော်တော်လေးအဆင်ပြေပါတယ် shopping mall အနေနဲ့ဆိုရင်တော့ Pankami Mall ပြီးရင် Macro နဲ့ Lotus တို့လို mall တွေလည်းရှိပါတယ်ပညာရေးအတွက်ဆိုရင်လည်း MIS, AIS, Wellington တို့လို international school တွေရှိတဲ့အပြင် Rockham University, Ascension University နဲ့ NIDA တို့လို university နာမည်ကြီး university လည်းရှိနေပါသေးတယ်။ကျန်းမာရေးအတွက်ဆိုရင်လည်းဒီ project နဲ့ 1.4 km အတွင်းမှာ Rockham Hospital ပြီးတော့2 km အတွင်းမှာ Watani Hospital နဲ့ 3.5 km အတွင်းမှာ Cancerrat Rockham Hospital တို့လည်းရှိနေရမို့လို့ကျွန်တော်ကျန်းမာရေးအတွက်လည်းစိတ်ပူစရာမလိုပါဘူးခင်ဗျာ။အခုဒီ project ရဲ့9လမှာဆိုရင်တော့ swimming pool, kids room fitness run နဲ့ yoga run အပြင် dance run တို့လည်းပါပါတယ်ခင်ဗျာဒီမှာဆိုရင်တော့ဘောင်စင်ဝါနာပိုင်းတွေနဲ့လည်းဟောက်စင်ထိုးရပါနေတယ်ဒီခုနကမှရှိတဲ့ facility တွေပြပါပြီဆိုတော့ခုအခန်း unit တွေတော့ကြည့်လိုက်ကြအောင်အခုကျွန်တော်ပထမဆုံးပြမယ့်အခန်းကတော့22 square meter ရှိတဲ့ studio type room ပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအထည်လေးတစ်ချက်လိုက်ကြည့်လိုက်ကြအောင်Okay ဝင်ချင်းဆိုရင်တော့ကျွန်တော်တို့ဒီဘက်ချမ်းမှာဆိုရင်ရေချိုးခဲအိမ်နာတွေ့ရမှာဖြစ်ပါတယ်ဒီခန်းကဆိုရင်တော့ကျွန်တော်22 square meter ရှိပြီးတော့ ceiling height ကလည်း 2.6 meter ရှိရမို့လို့ကျွန်တော်တို့အခန်း22 square meter ဆိုပေမဲ့လည်းကျင်းတဲ့လူမခံစားရဘူးဒီလို22 square meter ရှိတဲ့ studio type room တွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ထိုင်းဘတ် 2.1 million ပဲကြားတင်မှာဖြစ်ပါတယ်ဒီအခန်းလေးကတော့ကျွန်တော်ခုနပြောတဲ့ 1 bedroom 28 square meter အခန်းလေးဖြစ်ပါတယ်ဒီအခန်းလေးမှာဆိုရင်တော့ဒီလို furniture တွေထားလို့ရမယ်ပြီးရင်ဒီလိုမျိုး sofa လေးတွေထားလို့ရမယ်ပေါ့နော် Okay ဒါလေးကတော့ bedroom လေးပဲဖြစ်ပါတယ်ဒီဘက်လေးမှာဆိုရင်တော့သူကတော့ kitchen ကိုတည်တက်လုပ်ထားပြီးရပေါ့နော် kitchen separate ပေါ့ဒီမှာဆိုရင်ဒါ full size cabinet တွေပါတယ်ထားထားတယ် furniture တွေကတော့တော်တော်လေးကိုအကြီးရအောင်မှဒီအခန်းထဲမှာနေရာတော်တော်ကျယ်နေရလဲတွေ့ရမှာပေါ့နော်ဒီအခန်းလေးဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Thai baht 2.5 million နဲ့ဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီအခန်းလေးကတော့32 square meter ရှိတဲ့ 1 bedroom plus ခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးရဲ့ bedroom ဆိုရင်တော့တခြားခန်းတွေထက်ပိုကျယ်ပါတယ်ခင်ဗျာwork from home သမားတွေပဲဖြစ်ဖြစ်ဒီအခန်းထဲမှာနေပြီးတောင်းတတာ AC chilling လုပ်ချင်တဲ့လူတွေတော့ပြည်တော်တော်လေးအဆင်ပြေတယ်အခန်းရဲ့ veranda ကတခြားအခန်းတွေတော်တော်လေးကျယ်တာကိုကျွန်တော်ပြပြမှာဖြစ်ပါတယ်ဒါလေးကတော့အခန်းလေးပဲဖြစ်ပါတယ်ဒီ32 square meter ရှိတဲ့ 1 bedroom plus အခန်းလေးကို over 3 million ပေးပြီးတော့ဝယ်ရပါတယ်ဒီ game room ပေါ့နော်ဒီ game room ဆိုရင်ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ board game အများကြီးကိုထည့်ထားတာတွေ့ရမယ်ဒီ theater room မှာဆိုရင်တော့ကျွန်တော်တို့ဒီကွန်ဒိုမှာနေတဲ့လူတွေနဲ့တလားကိုတည်းအခါမဲ့30ခွင့်ရှိပါတယ်ကျွန်တော်တို့ဒီအရှိမဆိုရင်တော့ meeting room တွေ့ရမှာဖြစ်ပါတယ်ဒီဘက်မှာတော့ကျွန်တော်တို့ co-working space တွေပေါ့နော်Okay ဒီ project ကိုဘာလို့ရွေးချယ်ဝယ်တင်လဲဆိုရင်တော့ project ဆိုရင်တော့ Amani 3 line စုံမယ် interchange နေရာမှာတည်ရှိနေတဲ့အပြင်တို့ဒီနားမှာကျောင်းနဲ့ university တွေစေယုံတွေလည်းရှိတယ်ပြီးရင် shopping mall တွေလည်းဒီနားမှာရှိတယ်မို့လို့ဒီ project က
ဘယ်လိုပဲကြည့်ကြည့်ပြေးစုံနေတဲ့ project ဖြစ်နေပါတယ်ပြီးရင်နောက်ထပ်ဒီ condo မှာပါတဲ့ facility တွေဆိုရင်ဒီ workers facility တွေဖြစ်တဲ့အတွက်ကိုကျွန်တော်တို့condo ရွေးချက်ဒီ condo project ကိုရွေးချက်ဝယ်ယူတဲ့အနေနဲ့ကျွန်တော်အိမ်ထဲမှာပဲ AC တန်းတက်တာမိသားစုနဲ့ပဲဖြစ်ဖြစ်တငယ်ချင်းနဲ့ပဲဖြစ် AC ချဲပြီးတော့စိတ်ပန်းဖြေလို့ရပါတယ်Okay ဒီ project ကိုကျွန်တော်ဝယ်ယူချင်တယ်ဆိုရင်တော့ 50% down payment ပေးပြီးရတယ်ကျွန်တော်ချက်ချင်း move ပင်ပြောင်းရွှေ့နေထိုင်နိုင်ပြီးတော့ကျန်တဲ့အငွေအမောက်ကို9နှစ်6နှစ်စတဲ့ဖြစ်အရေးကြရွေးချယ်ပြီးတစ်လောက်ကိုပတ်တောင်ဝယ်ဝင်းချင်းပေးသွင်းသွားရုံနဲ့ကျွန်တော်ဒီ condo တစ်လုံးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီ project ကိုစိတ်ဝင်စားဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်တို့ My Property House by Nick ကို page messenger ဖြစ်ဖြစ်ကျွန်တော်ခုပြထားတဲ့ဖုန်းနံပါတ်တွေ Viber WhatsApp နံပါတ်ကနေပြီးတော့တိုက်ရိုက်ဆက်သွယ်စုံစမ်းပေးနိုင်ပါတယ်